Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုအကြောင်းအရာလေးကတော့ iPhone တွေရဲ့စခွင် passport lock ကိုเนาะ PC မလိုဘဲနဲ့ဘယ်လိုဖြည့်ရမလဲဆိုတာနဲ့ပတ်သက်တဲ့သင်ခန်းစာဗီဒီယိုလေးပဲဖြစ်ပါတယ်เนาะဒီရဲ့ဗီဒီယိုမှာဆိုရင်တော့ဘယ် iPhone ဆိုဖြည့်လို့ရလဲဘယ် iPhone ဆိုဖြည့်လို့မရဘူးလဲဆိုတာကိုကျွန်တော်ရဲ့ description box မှာကျွန်တော်ရေးပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တွေစလိုက်ရအောင်เนาะOkay ကျွန်တော်တို့ပထမဦးဆုံးလုပ်ရမယ့်အဆင့်ကတော့ကျွန်တော် emergency call ထဲဝင်လိုက်ပေါ့နော်အဲ့လိုဝင်ပြီးပါလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်ရိုက်ထည့်ရမှာ star 6 8 3 3 9 6ပြီးရင် star 8 3 3 3เนาะပြီးရင်1 1ပြီးရင် star 9 6 8ပြီးရင်စတာ600เนาะအဲ့လိုဒါနှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့တွေတစ်ခေါက်ခေါ်လိုက်ခေါ်လို့ဆိုတဲ့နေရာကိုကျွန်တော်တို့เนาะတစ်ချက်ခေါ်လိုက်เนาะโอเคကျွန်တော်တစ်ချက်ခေါ်လိုက်ခေါ်ပြီးသွားလို့ရှိရင်ဒီမှာအပေါ်မှာအနီအောင်စာသားပြမယ်အဲ့ဒါပြပြီးသွားလို့ရှိရင်เนาะကျွန်တော်တို့โอเคစတာ3830ခွန်3830စတာ953ရေးပြီးလို့ရှိရင်စတာပြီးရင်8305ခွန်3ပြီးရင် hash ပေါ့နော်အဲ့ဒါနှိပ်ပြီးသွားလို့ရှိရင်တော့နှိပ်ထားပေါ့နော်ဖုန်းခေါ်တဲ့ဥစ္စာကိုကျွန်တော်အကြာကြီးကျွန်တော်နှိပ်ထားပေါ့အဲ့လိုနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်ဖုန်းတွေကနော် iOS device တွေကကျွန်တော်ဒါ reset ဖြစ်သွားမှာပေါ့နော်ဖုန်းရဲ့screen passport lock ကဒါပြီးသွားမှာပေါ့နော်ဒီနေရာမှာအဲ့လိုရိုက်ထည့်ပြီးလို့ရှိရင်တော့နည်းနည်းကြတော့ကျွန်တော်တို့ဖိရမှာပေါ့နော်နည်းနည်းကြမဖိလို့ရှိရင်ဒါအဆင်မပြေဘူးပေါ့နော်စိတ်ရှည်နဲ့ဒါလှုပ်ကြည့်ပေါ့နော်လှုပ်လို့ရှိရင်ဒါရတာပေါ့နော်ကျွန်တော်ဘယ် iPhone လှုပ်လို့ရလဲဘယ် iPhone လှုပ်လို့မရလဲဆိုတာကိုကျွန်တော်ကတော့ဒါဟိုလှုပ်ပေးမှာပေါ့ဗာလဲကျွန်တော်ရဲ့ description box မှာကျွန်တော် box မှာကျွန်တော်ရေးပေးသွားမှာဖြစ်တာပေါ့နော်ဒါဆိုရင်ကျွန်တော်အကြာကြီးကျွန်တော်ဒါဖိထားလိုက်ဒီလိုဒီရဲ့ code number တွေရိုက်ပြီးသွားလို့ရှိရင်တော့နည်းနည်းကြနော်10စက္ကန့်15စက္ကန့်နော်မိနစ်နော်စက္ကန့်30ထိဒါစောက်ရတာရှိတာပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒါစောက်လိုက်မယ်โอเคကျွန်တော်စောက်ပြီးသွားလို့ရှိရင်တော့ကျွန်တော်ရဲ့ iPhone က restore ဖြစ်သွားမှာပေါ့နော်အဲ့လိုကျွန်တော်တို့ restore ဖြစ်သွားရင်တော့ဖုန်းလေးကပွင့်လာမယ်ဒီနေရာမှာကိုယ့်ရဲ့ Apple ID account တွေပါထည့်လိုက်နော်ထည့်ပြီးရင်ဒါစတင်အသုံးပြုလို့ရပြီပေါ့နော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပြီးဖို့မမေ့ကြပါနဲ့နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye